ဒီဘပြည်သူများရှင်နေပြည်တော်ပြည်ထောင်စုနယ်မြေတက္ကိနာတီဗီမြို့နယ်အတွင်းမှာတည်ထားပူဇော်ထားရှိတဲ့မာရဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့တစောင်းနိုင်ပွဲတော်ကိုမိထုံပွဲတော်မိဘုံပြန်လွတ်တင်ပူဇော်ပွဲတော်မတိုးသင်္ကန်းရက်လို့ပူဇော်ပွဲတော်တွေနဲ့အတူတေဂီတာနဲ့ဇက်သပင်ဖျော်ဖြေပွဲတွေဈေးရောင်းပွဲတော်တွေနဲ့နိုဝင်ဘာလ2ရက်နေ့မှ4ရက်နေ့အထိ3ရက်တိုင်တိုင်စီကားတိုင်းမြိုက်စွာစီစဉ်ကျင်းပသွားမှာဖြစ်ပါတယ်။မာရဝိဇ္ဇာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်မြင်တော်မှာဝိယုအသင်းတွေရဲ့ရွက်ဖက်ပူဇော်ပွဲစီမီကိုတောင်တွန်းညိကက်လူပူဇော်ပွဲနဲ့ LED မီးတွေနဲ့အလှဆင်ပူဇော်မှုတွေပြင်မတိုးရွှေချသင်္ကန်းရက်လို့ပူဇော်ပြိုင်ပွဲညမီးကြီးနဲ့စိန်နပံမီးပုံးပြန်ကြီးတွေလွတ်တင်ပူဇော်ပြိုင်ပွဲတွေနဲ့စီစဉ်ကျင်းပမှာဖြစ်တယ်လို့မီးပုံးပြန်လွတ်တင်ပူဇော်ပြိုင်ပွဲနဲ့မတိုးရွှေချသင်္ကန်းရက်လို့ပြိုင်ပွဲတွေအတွက်စုချင်းမြင့်ပွဲကိုလည်းထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။အဲ့ဒါတွေပြင်ညပိုင်းဈေးရောင်းပွဲတော်မှာ MSME ထုတ်ကုန်ဈေးဆိုင်ကန်တွေတိုင်းသားရိုးရအစားအစာအယောင်းဆိုင်တွေဒေသထွက်ကုန်အယောင်းဆိုင်တွေနဲ့ဈေးဆိုင်ကန်မျိုးစုံစုစုပေါင်း300ကျော်ဖွင့်လှစ်ရောင်းချကြမှာဖြစ်တယ်လို့ရဟတ်ပင်လေတပြလေးပျော့ဤခလေးစည်းကားနဲ့ရထားဝိုင်းခလေးစည်းလှုပ်စီးနဲ့တုံးစတဲ့ကစားနည်းတွေထည့်သွင်းထားတဲ့ပြင်နိုင်ငံကျော်ဒေသရှင်တွေဖြစ်ကြတဲ့ကိုင်းစာဝေလနေမင်းအိမ်လွမ်းပိုင်ရွှေထူကြည်လက်ဝေကြီးဟဲလီဖြိုးကြီးဖော်ဝေဂျိုးလီနီနီကင်းစောဝိုင်းစုခိုင်သိန်းချယ်ရီသိန်းစန်ဒီမြင့်လွင်ရတနာမိုင်အာရင်းစမာမြင့်စုထက်လိုက်မိစန်ဒီတန်တာမိုးသိန်းနဲ့နန်းစုရည်ဆိုစတဲ့နာမည်ကြီးဆိုတော်တွေက Hi-Bad Music Band နဲ့ Runner Music Band တို့ရဲ့တီးခတ်မှုနဲ့တူညစဉ်တီးဆိုဖျော်ဖြေကြမှာဖြစ်တယ်လို့နိုင်ငံကျော်စက်မင်းသားဖိုးချစ်စက်တပင်ရဲ့ညစဉ်ကပြတင်ဆက်မှုတွေနဲ့စီကားတိုင်းနိုင်စွာကျင်းပသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မာလာဝီဇယာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစောင်းတိုင်းပွဲတော်ကြီးမှာပါဝင်ဖူးမြော်ပူဇော်ရင်းပျော်ရွှင်စွာဆင်နွှဲကြဖို့နှိုးဆော်အပ်ပါတယ်ရှင်။